Hello မင်္ဂလာပါ this is Swing ဒီနေ့ကလည်း blind box ဖောက်တဲ့ video ပေါ့နော်လင်း老师အရင်တော့တရုတ်ပြည်ပြန်လာတော့ပေါ့နော်ဒီဟာလေးလက်ဆောင်ယူပေးခဲ့တယ်crayon ရှင်ချန်ပဲပေါ့နော်လူတိုင်းကဝင် blind box ဆိုရင်ဘာပေးရမလဲသိနေပြီဒီ character လေးကိုအရင်ကြိုက်တာသူ့မှာဘာတွေပါလဲဆိုတော့ဒါလေးရှိမှာပေါ့နော်အဲ့မှာဝင်ပေါက်ချင်တဲ့ဟာကခဏလေးနော်ဒီ big silly face ပေါ့နော်ဒီမျက်နှာဖုံးကဟာလေးဒါမှမဟုတ်ဒီ opening ကခံဒါလေးလည်းချစ်စရာလေးပြီးတော့ဒါလေးလည်းကြိုက်တယ် excited ဟာလေးလည်းကြိုက်တယ်ဒီသုံးခုကြိုက်တယ်ပေါ့နော်။ तू ကဒါတွေအကောင်က7ပုံတပုံ10ဘူးမှဆိုတဘူးကတော့အဲ့ဒါပါတယ်ပေါ့နော်။ညမ chance ကများတယ်လည်းပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီမှာ secret တစ်ခုရှိရယ်။ဒါလေးကကြတော့အခုတောင်မှတစ်ခုပဲပါဆိုတော့ chance နည်းနည်းတော့နည်းတယ်။ဒီပုံကြည့်ရဲ့အရာဆိုရင်တော့ဒါဘလားပြနေရလားမသိဘူး။ Okay အဲ့ဆိုရင်စဖောက်မယ်နော်။ဝေဒီခေါက်လည်းကပ်ပြပါမယ်ထင်တယ်အဲ့လိုအရင်မရှိဘူးနော်ကပ်ပြမဟုတ်ဝင်ကြည့်ရအောင်ဒီအလားဟုတ်တော့မသိဘူးပေါ့နော်ဒါလေးဘုရားခိုင်းလို့ကပ်ပြပါမယ်ထင်လို့ကပ်ပြနဲ့ပဲအဖြေပြောမယ်ထင်လို့ပေါ့နော်တော့မဟုတ်ဒီဟာနဲ့အဖြေပြောထားတာလားမသိဘူးဟုတ်တော့မယ်ထင်တယ်ကြိုက်တဲ့ဟာမဟုတ်ဘူးဖြစ်နေဟုတ်တယ်ကပ်ပြမပါဘူးခုနကအဖြေပဲဒီဘာမှမကလည်းနည်းနည်းမှ surprise မဖြစ်ဘူးစားပြဒါပေါ့နော်ဒါအရင်ကြိုက်တဲ့မှာပါဘူးဒီ तू ကချစ်ဖို့တော့ကောင်းပါလေပုံကဒါတော့အပြင်မှာလေးကတော့ချစ်ဖို့ကောင်းတယ်တရေတွေ့တဲ့ဟာလား तू ကဘာလဲမသိဘူး तू စားဘာလဲဆိုတော့ shouting နာဟန်နေရပါတော့ဝင်ကတရေလားလို့ तू ကကပြားလေးဒီကပြားမှာဒီအထိုင်လေးတစ်ခုရှိရပါတော့ဒီအထိုင်လေးပေါ်မှာတင်ရမှာထင်တယ်ဟုတ်တယ်ချစ်စရာလေးဒီနောက်မှာသူ့ခြေထောက်ထောက်ဖို့အတွက်အထစ်လေးနှစ်ခုပါတယ်not bad ဘာလို့ဝင်ဆောင်ရင်ဒီပုံမှာကြည့်ရမကြိုက်တာလဲဆိုတော့သူ့ character နဲ့မတူလို့ပေါ့နော်အခါတိုင်းသူအဲ့ဒီ character ထဲမှာဆိုရင် तू ကအပြောင်အပြတ်တွေတော့လုပ်တယ်ဒါပေမဲ့ဒီလိုပုံစံနဲ့မတွေ့ဘူးတော့သူနဲ့တော့မတူခံစားလို့ဒါပေမဲ့လည်းချစ်ဖို့ကောင်းတယ်ပြီးတော့နောက်တစ်ခုရှိသေးရပေါ့နော်နောက်တစ်ခုကဒီတော့ကြိတ်လေးသူကတရုတ်ပြည်ရဲ့ရှောင်းဟိုင်မြို့ပေါ့နော်ရှောင်းဟိုင်ကကြတော့ဝင်အရင်တော့အရန်ကြိုက်တဲ့မြို့ပေါ့နော်ဘာလို့ဆိုတော့သူကတရုတ်ပြည်ရဲ့နယူးယောက်လို့တင်စားကြတာဆိုတော့လေရှောင်းဟိုင်ကိုအရန်ကြိုက်တယ်โอเคဒါလေးကတော့လင်း老师တရုတ်ပြည်ပြန်တဲ့လက်ဆောင်လေးဖြစ်ပါတယ်ဒီကနေလင်း老师ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ရှေ့ရှေ့လင်း老师အဲဆိုဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်